အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့တမိုင်းဖြစ်ရပ်ကနေပြောပြနေတဲ့အမေရိကန်ရဲ့ဝါဒဖြန့်မှုနဲ့အငင်းပွားမှုတွေရှိနေတဲ့ကျူးဘားကကလေး14000ကျော်ကိုပြန်ပေးဆွဲမှုပဲဖြစ်ပါတယ်ခင်ဗျားတို့စိတ်ကူးကြည့်လိုက်ပါပုံမှန်နေ့တစ်နေ့ရဲ့မနက်ခင်းတစ်ခုမှာခင်ဗျားတို့ရဲ့အိမ်ရှိကိုလူတစ်ယောက်ရောက်လာမယ်သူကခင်ဗျားကိုစာရွက်တရက်ပေးမယ်အဲ့ဒီစာထဲမှာနိုင်ငံထဲမှာဆက်ထားရင်အစိုးရကမကြခင်ခင်ဗျားရဲ့ကလေးကိုတင်သွားတော့မယ်မိဘအုပ်ထိန်းခွင့်မရှိတော့ဘူးအခုမပို့ရင်နောက်ကျသွားလိမ့်မယ်လို့ရေးထားပါတယ်တစ်ဖက်မှာလည်းရေဒီယိုကနေတိုင်းဒီသတင်းကိုထက်ကထုတ်လွှင့်နေပါတယ်အိမ်ကြီးချင်းတွေကလည်းငါသားကိုမနေ့ကပို့လိုက်ပြီးနင်လည်းမြန်လုံးလို့ပြောနေကြပါတယ်အဲ့ဒီအချိန်မှာခမားသာဆိုဘာလုပ်မလဲအဲ့ဒီလိုပဲ1960ခုနှစ်ကကျူးဘားမှာမိဘထောင်ပေါင်းများစွာဟာသူတို့ရဲ့ကလေးတွေကိုမျက်ရည်တွေနဲ့လေရင်ပေါ်တင်ပို့ခဲ့ကြပါတယ်သူတို့ကရက်နဲလာနဲကြာရင်သူတို့သားသမီးတွေနဲ့ပြန်တွေ့ရမယ်လို့ထင်ခဲ့ကြပေမဲ့လက်တွေ့မှာတော့တချို့ကနှစ်ပေါင်းများစွာမတွေ့ရတော့ပါဘူးတချို့ကမိဘကိုဘယ်တော့မှပြန်မတွေ့ရတော့ပါဘူးဒီဖြစ်ရပ်ကို Operation Peter Pan လို့ခေါ်ပါတယ်ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးဒီနေ့အထိမပြီးသေးတဲ့မေးခွန်းတစ်ခုရှိနေသေးပါဒီကလေးတွေထွက်သွားရတာဟာ CIA ရဲ့သတင်းစစ်စင်ရေးကြောင့်လားဒါမှမဟုတ်ကက်စထရိုအစိုးရကိုတကယ်ကြောက်ခဲ့တဲ့မိဘတွေရဲ့အဆုံးဖြတ်ချက်ကြောင့်လားဒီဇက်လန်ကိုနားလည်ဖို့ဆိုရင်စီအေးခေတ်ကိုပြန်သွားရပါမယ်1959ခုနှစ်ဖီဒယ်ကက်စထရိုကကျူးဘားတော်လှန်ရေးကိုအောင်မြင်ပြီးအမေရိကန်နဲ့နှီးစပ်တဲ့ဘာတစ်စတာအစိုးရကိုဖြုတ်ချခဲ့ပါတယ်အဲ့ဒီနောက်အမေရိကန်ပိုင်စက်ရုံတွေကြံစိုက်ခင်းတွေစီးပွားရေးလုပ်ငန်းတွေကိုနိုင်ငံပိုင်သိမ်းခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးဝါရှင်တန်နဲ့ဟာဗာနာကြားမှာဆက်ဆံရေးအလွန်ဆိုးရွားသွားပါတယ် CIA ဘက်ကလည်းကက်စထရိုအစိုးရကိုဖြုတ်ချဖို့နည်းလမ်းမျိုးစုံနဲ့ရှာဖွေခဲ့ပါတယ်ဒီကာလအတွင်းဘေးအပစ်ကျူးကျော်မှုအတွက်ပြင်ဆင်နေသလိုသတင်းစစ်စင်ရေးတွေလည်းတပြိုင်နက်တည်းလုပ်နေခဲ့ပါတယ် Operation Peter Pan ဘယ်လိုစတင်ခဲ့တာလဲ1960ခုနှစ်ကျူးဘားကနေအမေရိကန်ကိုကလေးတွေပြောင်းရွှေ့ခဲ့ကြပါတယ်နောက်နှစ်တွေအတွင်းကလေး14048ဦးအမေရိကန်ကိုရောက်လာခဲ့ပါတယ်ဒီအချက်ကသမိုင်းမှတ်တမ်းတွေမှာအများအပြားလက်ခံထားတဲ့အချက်ဖြစ်ပါတယ်ဒါပေမဲ့ဘာကြောင့်ကလေးတွေကျူးဘားကနေထွက်လာကြတာလဲဒီနေရာမှာသမိုင်းကအမြင်နှစ်ပိုင်းကွဲသွားပါတယ်ပထမအမြင်က CIA သတင်းစစ်စင်ရေး theory သူတေသီအချို့နဲ့ CIA ရရှိဟောင်းရဲ့ထွက်ဆိုချက်တွေက CIA နဲ့ဆက်နေတဲ့ radio ဆွမ်းဟာကက်စထရိုကကလေးတွေကိုသိမ်းတော့မယ်ဆိုတဲ့သတင်းတွေကိုအဆက်မပြတ်ထုတ်လွှင့်ခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်မိဘအုပ်ထိန်းခွင့်ကိုအစိုးရကသိမ်းမယ်ဆိုတဲ့ဥပဒေစာရဲ့အတူတွေဖြန့်ဝေခဲ့တယ်လို့လည်းဆိုဆွဲချက်တွေရှိခဲ့ပါတယ် CIA နဲ့ပတ်သက်ခဲ့ဘူးသူအချို့ကိုယ်တိုင်ကလည်းနောက်ပိုင်းမှာဒီလိုစာရွက်တွေဖန်တီးခဲ့တယ်လို့ရေးသားပြောဆိုခဲ့တာတွေရှိလာပါတယ်ဒီအမြင်ကိုထောက်ခံသူတွေက Operation Peter Pan ဟာစိတ်သက်စစ်စင်ရေးတစ်ခုဖြစ်တယ်လို့ယူဆကြပါတယ်ဒုတိယအမြင်ကတခြားသမိုင်းပညာရှင်တွေရဲ့အမြင်ပဲဖြစ်ပါတယ်ဒါပေမဲ့သမိုင်းပညာရှင်အားလုံးကအဲ့ဒီအမြင်ကိုလက်မခံပါဘူးတချို့ကတော့ကက်စထရိုအစိုးရရဲ့ပြင်းထန်တဲ့လူမှုရေးနဲ့ပညာရေးပြုပြင်ပြောင်းလဲမှုတွေဘာသာရေးအဖွဲ့အစည်းတွေပေါ်ကန့်သတ်မှုတွေပိုင်ဆိုင်မှုသိမ်းဆည်းမှုတွေကြောင့်မိဘတွေဟာတကယ်ပဲစိုးရိမ်ခဲ့ကြတယ်လို့ရှင်းပြကြပါတယ်အဲ့ဒီအမြင်အရသတင်းစစ်စင်ရေးရှိကောင်းရှိနိုင်ပေမဲ့အဲ့ဒါတကူတွေကအကြောင်းရင်းမဟုတ်ဘူးလို့ဆိုကြပါတယ်ဘယ်အမြင်ကိုပဲလက်ခံပါစေမပြောင်းလဲတဲ့အမှန်တရားတစ်ခုတော့ရှိပါတယ်အဲ့ဒါကကလေး14000ကျော်ဟာမိသားစုနဲ့ကွဲကွာခဲ့ရတာဖြစ်ပါတယ်အများစုဟာအိတ်တလုံးအိုစားအနှဲငယ်ဒါတွေပဲယူလာနိုင်ခဲ့ပါတယ်အမေရိကန်ကိုရောက်လာတဲ့ကလေးတွေကတချို့ကဆွေမျိုးတွေစီရောက်ခဲ့တယ်ဆိုပေမဲ့ထောင်နဲ့ချီတဲ့ကလေးတွေကတော့ဘုရားကျောင်းဂေဟာတွေမွေးစားမိသားစုတွေစခန်းတွေမှာနှစ်ပေါင်းများစွာနေခဲ့ရပါတယ်နောက်ပိုင်းမှာအချို့ကဂေဟာတွေမှာအလွဲသုံးစားလုပ်ခံရတယ်လို့တရားစွဲဆိုခဲ့တာတွေတောင်ရှိခဲ့ပါတယ် Operation Peter Pan ဟာအမေရိကန်ကကျူးဘားအပေါ်ကြီးမားတဲ့ဝါဒဖြန့်မှုသမိုင်းတစ်ခုတည်းမဟုတ်ပါဘူးဒီနေ့အထိ psychological warfare disinformation information operation စတဲ့ဘာသာရပ်တွေမှာကိုးကားခံနေရတဲ့ဖြစ်ရပ်တစ်ခုအဖြစ်ရှိနေသေးပါဒီဖြစ်ရပ်ကပြောပြတဲ့သင်ခန်းစာကလူတွေဟာစစ်ပွဲတွေကြောင့်မဟုတ်ပေမဲ့သတင်းအချက်လက်အကြောင်းလည်းဆုံးဖြတ်ချက်တွေပြောင်းလဲသွားနိုင်တယ်ဆိုတာပါဒါပေမဲ့သမိုင်းကိုလေ့လာတဲ့အခါသတိထားရမယ့်အချက်တစ်ခုရှိပါတယ်သတင်းစစ်စင်ရေးရှိခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့မိဘတွေကိုယ်တိုင်ရှိခဲ့တဲ့စိုးရိမ်မှုတွေအဲ့ဒီနှစ်ခုကဘယ်အချက်ကပိုရေးကြီးခဲ့တယ်လဲဆိုတာကိုသမိုင်းပညာရှင်တွေယနေ့အထိဆွေးနွေးနေဆဲဖြစ်ပါတယ်Operation Peter Pan ကိုတချို့က CIA ရဲ့အောင်မြင်တဲ့စိတ်သက်စစ်စင်ရေးလို့မြင်ကြပါတယ်တချို့ကတော့ကက်စထရိုအစိုးရကိုကြောက်ရွံ့တဲ့မိဘတွေရဲ့ဆုံးဖြတ်ချက်လို့မြင်ကြပါတယ်ဘယ်အမြင်ကိုပဲလက်ခံပါစေပြောင်းလဲမသွားတဲ့အမှန်တရားတစ်ခုရှိပါတယ်နိုင်ငံရေးပြိုင်ဆိုင်မှုရဲ့အကြီးမားဆုံးအကျိုးဆက်ကိုခံစားခဲ့ရတာကကလေးတွေနဲ့မိသားစုတွေဖြစ်ခဲ့ပါတယ်တခါတည်းရန်သမိုင်းကိုပြောင်းလဲစေတာကစစ်တပ်တွေမဟုတ်ပါဘဲနဲ့လူတွေရဲ့စိတ်ကိုပြောင်းလဲနိုင်တဲ့ဝါဒပြတ်မှုတစ်ခုလည်းဖြစ်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်